ကျွန်တော်တို့ကုန်ပစ္စည်းတွေကိုအဝင်ကြီးတွင်းလုပ်မယ်ဆိုပေါ့နော်ဒီ Purchase App ထဲမှာတွင်းရမှာဒီ Purchase App မှာဆိုရင်အဆင့်5ဆင့်ရှိရယ်ဒီ quotation အဆင့်ရယ် Purchase Order ဆိုတဲ့အဆင့်ရယ်ကုန်ပစ္စည်းတွေကိုလက်ခံနေဆိုတဲ့ receipt ဆိုတဲ့အဆင့်ရယ်ပြီးဖွင့်မဲ့အဆင့်ရယ် payment ရှိတဲ့အဆင့်ရယ်ဆိုပြီးအဆင့်5ဆင့်ရှိရယ်ပေါ့နော်ဒီ quotation အဆင့်ဆိုတာဘာသူနဲ့ကိုယ်နဲ့ကစည်ရင်းညီနိုင်နေတဲ့အဆင့်ပဲရှိကြပါဘောနော်မတင်ကြသေးဘူးပေါ့နော်အဲ့လိုအဆင့်အနေထားပေါ့နော်အဲ့တော့ Purchase App ထဲမှာဒီ Purchase App ထဲမှာနေယူခေါ်လိုက်မယ်ဒီ banner နည်းကကြတော့ကိုဝယ်မဲ့ supplier နည်းကိုထည့်ရပါအဲ့ဒါမှ order date ပေါ့နော်ထည့်ပြီးတော့ဒီမှာကိုဝယ်မဲ့ကုန်ပစ္စည်းထည့် quantity ကဘယ်နှခုဝယ်ရလဲထည့်ခုန cost ထည့်ထားတဲ့အတွက်ဒီမှာ cost ကဒီမှာလည်းကြပြီပေါ့နော် discount မဟုတ်တော့ဆိုရင်လည်းနားလေးမှာ cost ကပြောင်းလို့ရတယ်ပြီးသွားပြီဆိုရင်ဒီမှာ save ထားလိုက်ပေါ့နော်ဒါကခုနပြခဲ့တဲ့5ဆင့်နဲ့ quotation ဆင့်ပေါ့နော်ဒီ quotation ဆင့်မှာဆိုရင်ကျွန်တော်တို့ကမှားလို့လည်းရတယ်ပြင်လို့လည်းရတယ်ပေါ့နော်ဒီလိုသိကြပြီဆိုရင်ဒီ confirm order ဆိုတဲ့ club လေးကိုနှိပ်လိုက်အဲ့ဆိုရင်တော့ purchase order ဆိုတဲ့အစီအစဉ်ရောက်သွားပြီပေါ့နော်ဒီဘက်ကဒီ purchase order ဆိုတဲ့အစီအစဉ်ရောက်သွားပြီ purchase order ဆိုတဲ့အစီအစဉ်ရောက်သွားပြီဆိုရင်ဒီမှာ receipt ဆိုပြီးတော့ပေါ်လာတယ်ဒီ receipt မှာကုန်ပစ္စည်းတွေကိုလက်ခံတာပေါ့နော်သိကြတယ်ဆိုရင်ကုန်ပစ္စည်းတွေကိုလက်ခံမယ်ဆိုရင် valid date ဆိုပြီးနှိပ်လိုက်ဒါဆိုရင် receipt အဆင့်ကိုပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒီအဆင့်ထိပြီးသွားပြီပေါ့နော်ဒီနောက်တစ်ဆင့်ကဒီ pay ပေါ့နော် pay ဖွင့်မဲ့အဆင့်ပေါ့ pay ဖွင့်မဲ့အဆင့်ကကြတော့သူကကောင်းတဲ့ app ထဲမှာရှိရပေါ့နော်ဒီကောင်းတဲ့ app ဒီကောင်းတဲ့ app ထဲမှာ banner ဆိုတဲ့ဒီ pay မှာ pay ဖွင့်ရပေါ့နော် new ခေါ်လိုက်ပြီဒီ auto complete ဆိုတဲ့နေရာကိုနှိပ်လိုက်ခုနကကျွန်တော်တို့ရဲ့ purchase ဆောင်တွေကကြာလာလိုက်အဲ့ဒါကိုနှိပ်လိုက်သူကလည်းဘယ်လိုတယောက်ကရမ်းကြပြီပေါ့နော်ပြီးကြရင် pay လေးကိုထည့်ပြီးပြီဆိုတာနဲ့ confirm လိုက်ပေါ့ဒါဆိုရင်ကျွန်တော်တို့ pay ဖွင့်ပြီးသွားပြီပေါ့နော်ဒါ pay ဖွင့်တဲ့အဆင့်ပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့ payment ရှိတဲ့အဆင့် payment ရှိတာကကြတော့ဒီ dashboard ပေါ်ကနဲ့ပေါ့နော်ကျွန်တော်တို့ဘာနဲ့ချိန်ပါလဲ cash နဲ့ချိန်ရလား KB နဲ့ချိန်ရလားပေါ့နော်ကိုချိန်တဲ့ထဲကိုဝင် cash နဲ့ချိန်ရလို့မှာဒီ new ခေါ်ပြီးဒီ73ရက်နေ့ကချိန်ရပေါ့နော်ဒီဘယ်ကတော့ကိုကြိုက်တာတက်လို့ရတယ် payment ဆိုတော့ payment ပေါ့နော်ပါဒနာနာမည်တော့မှအောင်ရွေးပြရမယ်ပေါ့နော်ပါဒနာနေရာမှာခုန banner name ကိုထည့်ပြရနောက်ကပါချင်းဖြစ်တဲ့တော့ line နဲ့ခုနတသိန်းထည့်ပြီးဆိုရင်ကျွန်တော်တို့ recon line ချိန်ပေးရမယ်ပေါ့နော်ခုနပါချင်းဆိုတဲ့အဆောင်လေးနဲ့သူ auto recon line တော့ချိန်သွားတယ်နာမည်နဲ့မှန်အောင်ထည့်ထားအတွက်အဲ့တော့ပါချီကအဲ့လိုအဆင့်5ဆင့်နဲ့ပါချီကုန်ပစ္စည်းတွေဝင်အဲ့လိုမျိုးစည်ရင်းသွင်းရမှာပေါ့နော်ကုန်ပစ္စည်းတွေဝင်ရင်အဲ့လိုစည်ရင်းသွင်းရမှာပေါ့ပြီးကြရင်ခုနပါချီဆိုရင်ဒီခုနကျွန်တော်တို့ဖွင့်ခဲ့တဲ့အဆောင်လေးကိုတွားကြည့်မယ်ဆိုရင်ဒီမှာခုန banner ဘေးဆိုတဲ့ဟာလေးနဲ့ပေါ်လာခုနဘေးဖွင့်ခဲ့တာဖြစ်တဲ့ပြီးမှဝင်ကြည့်မယ်ဆိုဒီမှာပိတ်လေးပြထားရပေါ့နော်ခုန payment ချေခဲ့တဲ့အတွက်ပေါ့နော်ဒါဆိုရင်တော့ပါချီ order တင်လို့ပြီးသွားပြီပေါ့နော် payment တွေလည်းအကုန်လုံးပြီးစီးတဲ့အဆင့်ထိဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးလုပ်ပြီးပါချီအဝင်တွေကိုအဲ့လိုသွင်းရမှာပေါ့နော်